အားလုံးပဲမင်္ဂလာပါ English with အတော် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ဗီဒီယိုမှာတော့အပြင်မှာလက်တွေ့အသုံးပြုနေကြတဲ့ phrasal verb လေးတွေကို movie clip လေးတွေနဲ့တစ်ခုချင်းစီရှင်းပြပေးသွားမှာမလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါအောင်နော် I just figured it out. Figure what out? This one out. Figure it out. Okay. Figure out your life. Figure out your life. figure out ဆိုတာကအဖြေရှာတယ်နားလည်အောင်လုပ်တာဥပမာ I need to figure out how to fit this ငါဒါကိုပြုလုပ်ဖို့အဖြေရှာဖို့လိုအပ်တယ် Can you help me figure out this problem ဒီပြဿနာကိုဖြေရှင်းဖို့နည်းလမ်းရှာပေးနိုင်မလား I finally figure out their answer ငါဒီအဖြေကိုနောက်ဆုံးတော့ရှာတွေ့ခဲ့ပြီwe need to figure out a plan for tomorrow ငါတို့မနက်ဖြန်အတွက်အစီအစဉ်ကိုသိဖို့လိုအပ်တယ် I can't figure out why he is angry သူဘာလို့စိတ်ဆိုးနေလဲငါမသိဘူးဒီလိုနေရာတွေမှာကျတော့ figure out ဆိုတဲ့ phrasal verb လေးကိုသုံးပါတယ် Getting along lately. You go along to get along. Get along. get along ရဲ့အဓိပ္ပာယ်ကတငယ်ချင်းတွေမိသားစုတွေလှုပ်ဖော်ကိုင်ဖက်တွေကြားထဲမှာအဆင်ပြေပြေဆက်ဆံတတ်တာတိတ်တိတ်မြဲမြဲနေတာကိုပြောရဲget along ရဲ့နောက်မှာပေါ့ with လိုက်တယ်ဒါမှမဟုတ်ရင် pronoun လို့ noun လို့လိုက်တယ်ဥပမာ do you get along with your new coworker မင်းရဲ့လှုပ်ဖော်ကိုင်ဖက်အသစ်နဲ့အဆင်ပြေရဲ့လား I get along very well with my sister ငါညီမနဲ့တိတ်တိတ်မြဲမြဲရှိရဲ့they don't get along with each other သူတို့တယောက်နဲ့တယောက်မသိမတည့်ကြဘူး it is easy to get along with her သူမနဲ့တိတ်တိတ်မြဲမြဲဖြစ်ဖို့လွယ်တယ်သူနဲ့ယဉ်ကျေးဖို့လွယ်တယ်ပေါ့နော်my dog and cat actually get along fine ငါရဲ့ခွေးနဲ့ကြောင်နဲ့တည့်တယ်ပေါ့အဲ့လိုနေရာမှာ get along ကိုအသုံးပြုပါတယ် Give up. give up Give up. Me? Give up. Give up. give up ရဲ့အဓိပ္ပာယ်ကလက်လျှော့လိုက်တယ်ပေါ့နော်သူ့ရဲ့နောက်မှာ noun လို့ ing လို့သုံးတယ် never give up on your dreams မင်းရဲ့အိမ်မက်တွေပေါ်မှာဘယ်တော့မှလက်မလျှော့နဲ့ he decided to give up smoking သူစိတ်လေးတောက်တာကိုလက်လျှော့လိုက်ပြီပေါ့နော်မတောက်တော့ဘူး and I give up tell me the answer ငါရှုံးပေးပြီငါ့ကိုအဖြေပြောပြပါတော့ don't give up so easily အစောကြီးလက်မလျှော့လိုက်နဲ့ She will never give up learning English သူအင်္ဂလိပ်စာလေ့လာနေရကိုဘယ်တော့မှလက်မလျှော့ဘူးဒီလိုနေရာမှာ give up ဆိုတဲ့ပတ်လေးကို phrasal verb လေးကိုသုံးပါတယ် Looking after Kyle actually meant looking after Kyle. Look out for this. Look after him. look after look after ရဲ့အဓိပ္ပာယ်ကဂရုစိုက်တာစောင့်ရှောက်တာသူ့ရဲ့အနောက်မှာ noun လို့ pronoun လို့လိုက်တယ်ဥပမာ Can you look after my cat this weekend ဒီရဲ့ပိတ်ရမှာငါရဲ့ကြောင်လေးကိုစောင့်ရှောက်ပေးထားလို့ရမလား She looks after her younger brother သူကသူ့ရဲ့မောင်လေးကိုကြည့်ရှုပေးတယ်စောင့်ရှောက်ပေးတယ် Parents always look after their childrenမိဘတွေကသူတို့ရဲ့ကလေးတွေကိုအမြဲတမ်းစောင့်ရှောက်တယ် Please look after yourself when traveling ခီးသွားနေတဲ့အချိန်မှာကိုယူဆိုင်ပါ Who is going to look after the house ဒီအိမ်ကြီးကိုဘယ်သူကကြည့်ပေးမှာလဲပေါ့ Run out of town. Running out of time. run out of ရဲ့အဓိပ္ပာယ်ကကုန်သွားတယ်ပေါ့သူရဲ့နောက်မှာတော့ noun လိုက်တယ်we are running out of time ငါတို့အချိန်ကုန်သွားပြီthe car ran out of gas on the way သွားနေတဲ့လမ်းမှာက gas ကုန်သွားတယ် I have run out of money this month ငါဒီလအတွက်ပတ်စံကုန်သွားပြီ we ran out of milk so I need to find some ငါနွားနိုးတွေကုန်သွားလို့ဝယ်ဖို့လိုအပ်တယ်Don't let your phone run out of battery မင်းရဲ့ဖုန်းကိုအားမကုန်စေနဲ့စားရဲ့စာကြောင်းနေမှာပေါ့ဒီရဲ့ run out of ကိုသုံးပါတယ် Call it off. Call it off. call off
called off ရဲ့အဓိပ္ပာယ်ကဖျက်သိမ်းတာအစီအစဉ်ကိုပယ်ဖျက်တာသူရဲ့နောက်မှာ noun သုံးတယ်ဒါမှမဟုတ် call နဲ့ off ရဲ့ကြားမှာပေါ့တစ်ခုခုထည့်တယ်ဥပမာ they have to call off the football match သူတို့ကဒီရဲ့ဘောလုံးပွဲစဉ်ကိုဖျက်သိမ်းလိုက်တယ် the meeting was called off just to rain မိုးရွာနေတဲ့အတွက်ဒီရဲ့ meeting ကိုဖျက်သိမ်းလိုက်တယ် because of the emergency we called off the party အရေးပေါ်အခြေအနေတစ်ခုကြောင့်မလို့ဒီရဲ့ party ကိုဖျက်သိမ်းလိုက်တယ်the board decided to call off the project of the boss ကဒီ project ကိုပယ်ဖျက်ဖို့ဆုံးဖြတ်လိုက်တယ် The wedding was called off at the last minute မင်္ဂလာဆောင်ကနောက်ဆုံးမိနစ်ပိုင်းအတွင်းမှာပဲဖျက်သိမ်းလိုက်တယ်ပေါ့နော်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ channel လေးကို like and subscribe နှိပ်သွားပေးကြပါအောင်ရှင်